Hello အားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုပါရစေအရင်ဗီဒီယိုကစထိပြီးတော့ရတယ်မလားဒီတစ်ခေါက်ကနေပြန်လာမယ်နော်ဒီလေးတွေမှတ်မိသေးတယ်မလားဒီနဲ့တရနဲ့ပေါင်းတဲ့နောက်ဆုံးဗီဒီယိုလေးဆက်ကြည့်ကြမယ်အဲ့ဆိုရမယ်နော်ရေဝါဝဲဝဝဝဲဝီဒီဝီကိုအတန်3တန်ရှိရလေပြင်တစ်ခေါက်ကပြောခဲ့တယ်နော်နောက်ဗီဒီယိုမှာပြောပြပေးပါမယ်ပြန်လိုက်ဆိုမယ်ရေဝါဝဲဝဝဝဲဝီနောက်တစ်ခုပါလာလေကြကြွာကျွဲကြောကျွဲကြွီပြန်လိုက်ဆိုပါဦးကြွာကျွဲကြောကျွဲကြွီနောက်တစ်ခုပါလာသေးလေရှရွာရွှေရွှေရွှေရွှီရွှေရွာရွှေရွှေရွှီကြိုးစားပြီးလိုက်ဆိုရပါမယ်နော်နောက်ပိုင်းကျရင်လွယ်လေးတိတ်လာတော့မှလေဟုတ်တယ်မလားအခုလည်းလွယ်ပါတယ်လေဆိုမယ်နော်ခဲခွာခွဲခေါ်ခွီခဲခွာခွဲခေါ်ခွီအဲ့ဆိုမယ်နော်ခဲထွာထွဲထောထွဲထွီခဲထွာထွဲထောထွဲထွီနောက်တစ်ခုဖဖဲဖွာဖွဲဖောခွီပြန်လိုက်ဆိုပါဦးဖဲဖွာဖွဲဖောခွီနောက်ဆုံးတစ်ခုကြည့်မယ်ဟဟဲဖွာဖွဲဖောခွီပြန်လိုက်ဆိုပါဦးဟဲဖွာဖွဲဖောခွီဒါဆိုရင်ဒီနဲ့တရနဲ့ပေါင်းတာလေးအားလုံးပြီးသွားပါပြီ။တော့မဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ပါမယ်။